こんにちは、スキコです。スキコチャンネルからようこそ。スキロရဲ့ဆိုမတူမဲ့အတူခန်းကြီးလေးရဲ့ day 4ကိုရောက်လာပါပြီ။ day 4ရဲ့ပထမဆုံးခန်းကြီးလေးကတော့ဒီခန်းကြီးလေးပဲဖြစ်ပါတယ်။ဒီခန်းကြီးလေးကတော့နှစ်ပိုင်းခွဲထားတယ်ပေါ့နော်။ပထမဆုံးတစ်ပိုင်းကကြတော့ဥမဆိုတဲ့မြင်းဆိုတဲ့အပိုင်းဒါ F5 ရဲ့ပါတယ်။ဒီမှာကကြတော့ F4 ခန်းကြီးဖြစ်တဲ့နိုးရှိဆိုတဲ့တခင်ဒါမှမဟုတ်ကိုရှုကျင်ဆိုတဲ့ကိုယ့်ရဲ့ခင်မွန်းအဲ့လိုမျိုးအနေနဲ့သွားတယ်။နှစ်ခုပေါ့နော်။မြင်းလေးကိုရက်တက်အောင်အမိတ်ပေးနိုင်တာသခင်မြင်းလေးကိုသခင်ကရက်တက်အောင်အမိတ်ပေးလိုက်တယ်ဆိုပြီးတော့ရက်တက်နေဆိုရက်ချိုးဆိုတဲ့ခန်းကြီးလေးပေါ့နော်ချိုးဆိုတဲ့ခန်းကြီးလေးရဲ့မီးနင်းနေရတော့ပြီးတော့တစ်ခုကကြတော့ချိုးရှာကြတော့ခုလိုမှာပေါ့နော်ကာရက်နာခြင်းဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ချိုးရှာဂျိုးကကြတော့ဘာရှိုးဆိုတဲ့ဒီနေရာနေလာတယ်နေရာဖြစ်တဲ့ကြောင့်မလို့ကာရက်နာရဲ့နေရာချိုးရှာဂျိုးဆိုရင်ကားပါကင်ဖြစ်သွားပါတယ်ဒီတရွက်ကကြတော့ပေါ့နော်စကီကပထမဆုံးအရင်တော့လည်းကြက်ခဲ့ပြီးသားခန်းကြီးလေးတွေကိုနည်းနည်းလေးစစ်တူရုံမှရှိတဲ့ဟာတွေကိုထုတ်ပေးထားတာဖြစ်ပါတယ်။နှုတ်ရှိနဲ့ဒီပါဆန်ဆိုရက်ဒီ radical လေးပေါ့နော်ပါဆန်ဆိုပြီးတော့အဓိပ္ပာယ်ရ radical လေးနဲ့ပေါင်းလိုက်မယ်ဆိုရင်စွမှုဆိုတဲ့နေထိုင်နေဆိုရက်ခန်းကြီးလေးရသွားပါတယ်။စွမှုရဲ့အိုးရုံမီတန်ကတော့ ju ပဲဖြစ်ပါတယ်။ဆိုတော့ဒီမီဇုဆိုရက်ဒီရေလေးပေါ့နော်ရေရဲ့radical ရေအဓိပ္ပာယ်ရှိတဲ့ radical လေးနဲ့နူးရှိဆိုတဲ့တခင်ဆိုတဲ့ဟာနဲ့ပေါင်းလိုက်မယ်ဆိုရင်ဆိုကူဆိုတဲ့တခုခုတည်းကိုလောင်းထည့်ရဲဆိုတဲ့ခန်းကြီးလေးဖြစ်သွားပါတယ်သူ့ရဲ့အုံရမီကတော့ချူပဲဖြစ်ပါတယ်ဒီနူးရှိရဲ့အုံရမီကကြတော့ကိုရှုခြင်းဖြစ်တဲ့ကြောင့်မလို့ရှုပဲဖြစ်ပါတယ်ဆိုတော့ရှုဒါကကြတော့ချူဒါကကြတော့ဂျူဒါကလည်းချူဆိုတော့စင်တူနေတဲ့ခန်းကြီးလေးဆိုရင်အုံရမီတန်းလေးလည်းစင်တူပဲပေါ့နော်โอเคနောက်တစ်ခုကတော့ဒီခန်းကြီးလေးပဲဖြစ်ပါတယ်ဒီခန်းကြီးလေးကကြတော့ကြက်မှာနှစ်ပိုင်းခွဲပြီးကြက်ပါမယ်ပထမဆုံးပိုင်းကကြတော့ဒီလက်လေးနဲ့တူတဲ့ radical လေးသူ့ရဲ့ပုံစံကလည်းလက်နဲ့တူတယ်သူ radical အဓိပ္ပာယ်ကလည်းလက်ပဲဖြစ်ပါတယ်ဆိုတော့ဒီလက်လေးကဒီဟာလေးကကြတော့အိမ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ခန်းကြီးအဓိပ္ပာယ်ရှိတယ်ဆိုတော့ဒီအိမ်ကကြတော့သူ့ကိုဘယ်လိုမှတ်ရလွယ်မလဲဆိုတော့အမိုးလေးရှိတယ်အမိုးလေးကနှစ်ထပ်အိမ်ရဲ့ဒီကတကားပေါက်လေးနဲ့ဒီဟာလေးနဲ့တူတယ်ပေါ့နော်ဆိုတော့ဒါလေးကိုမြင်တာနဲ့အိမ်ဆိုပြီးမှတ်သားပါမယ်အိမ်လေးကနေပြီးတော့အိမ်ရဲ့အပြင်ကိုလက်နဲ့ဆွန့်ပစ်တယ်ဆိုပြီးတော့မှတ်သားလို့ရပါတယ်လက်ကိုအသုံးပြုပြီးတော့အိမ်ရဲ့အပြင်ကိုဆွန့်ပစ်လိုက်တယ်ဆိုတော့ stare ဆိုတဲ့ခွန်းရမီတန်ရှိပါတယ်အုံရမီကကြတော့ရှပဲဖြစ်ပါတယ်Okay ဆိုတော့သူ့ရဲ့အဓိပ္ပာယ်တွေကတော့ဒီမှာဆိုရင် stare ပေါ့နော် stare ဆိုတာအဓိပ္ပာယ်ကနှစ်မျိုးရှိတယ်ပစ်တယ်ဒါမှမဟုတ်စွန့်ပစ်တယ်ပေါ့နော်မိဘကနေသားသမီးကိုစွန့်ပစ်လိုက်တဲ့အခါမျိုးအဲ့လိုမျိုးပေါ့ကွာသူကသူ့မိသားစုကိုစွန့်ပစ်လိုက်တယ်အဲ့လိုမျိုးအခါမျိုးမှာလဲ stare ကိုတုံးပြီးတော့အမိုက်တွေကိုလမ်းပေါ်မှာစွန့်ပစ်လိုက်တယ်ဆိုပြီးတော့လဲဒါမှမဟုတ်တနေရာမှာပစ်လိုက်တယ်ဆိုပြီးတော့လဲ stare ဆိုတာနှစ်မျိုးသုံးလို့ရပါတယ်သုံးလို့ရတဲ့အချိန်လေးနှစ်ခုပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ရှေ့ရှောက် continue ဆိုတဲ့email ပဲဖြစ်တယ်ရှီရှာ4ဆိုရင်ရှာဆိုတာじゃဖယ်ထုတ်လိုက်မယ်ပြစ်လိုက်မယ် got new 5ဆိုရင်တွင်းလိုက်မယ်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်က decimal number တွေပေါ့နော်တတမကိန်းဆိုရင်ဥမာ 1.4 ဆိုရင်ski တော့1လို့ပဲယူတယ်ပေါ့နော် 1.5 ဆိုရင်2လို့ယူတယ်အဲ့လိုမျိုးဆိုရင်4ဆိုရင်တစ်ထိရှော့4ဆိုရင်သူရှိတဲ့ကဏ္ဍနိုင်မယ်5ဆိုရင်သူ့ကိုတိုးပြီးတော့ယူတယ်အဲ့လိုအဓိပ္ပာယ်အနေနဲ့ဖြစ်ပါတယ်ရှီရှာ got new ဆိုပြီးတော့ဖြစ်ပါတယ်နောက်ထပ်ခန်းကြီးလေးတစ်ခုကတော့ဒါလေးပဲဖြစ်ပါတယ်โอเคဒါလေးပဲဖြစ်တယ်ပေါ့နော်ဒါလေးကတော့နည်းနည်းလေးရှောက်တယ်လို့ပြောမှာပေါ့နော်ဒါပေမဲ့လည်းလွယ်ပါတယ်ဒီဟာလေးရဲ့ radical meaning ကကြတော့ land ဆိုတဲ့ meaning လေးရှိတယ်ဒီဟာကကြတော့ F5 မှာချက်ခဲ့တဲ့ hole ဆိုတဲ့နီးလန်းပေါ့နော်ဆိုတော့ land ဘုတ်မှာဆော်ရတဲ့နီးလန်းလေးကိုဒါကကြတော့ဒီကောင်ဒီအပေါ်ကဟာလေးကကြတော့e ဆိုတာလေးနဲ့ဆင်တူတယ်ပေါ့နော်ကာတာကာနာ e လေးနဲ့ဆင်တူတယ်ဆိုတော့ e ဆိုပြီးမှတ်လိုက်ပါမယ် e ဆိုတဲ့ကလေးလေးကကစားနေတယ်လမ်းပေါ်မှာဆိုရတဲ့နီလန်းလေးကို e ဆိုတဲ့ကလေးမလေးကကစားနေတယ်ဆိုပြီးတော့အဆိုဘူးဆိုပြီးတော့ဖြစ်သွားပါတယ်သူရဲ့အုံရမီတန်ကကြတော့ u ပဲဖြစ်ပါတယ်Okay meaning ဒီမှာဆိုရင်အဆိုဘူးဆိုရင်ကစားတယ်သူ့ရဲ့အခြေအနေနှစ်မျိုးပေါ့နော်စောစောအတိုင်းပဲကစားရလို့သုံးလို့ရတယ်လို့တငယ်ချင်းတယောက်နဲ့တငယ်ချင်းမဟုတ်လဲကိုယ့်အမေအဖေနဲ့ hand out လုပ်တယ်ဆိုရင်လည်းအဆိုဘူးဆိုပြီးတော့သုံးလို့ရပါတယ်ဆိုတော့နောက်တစ်လုံးကကြတော့ UA ဆိုတဲ့ရေကူးခြင်းဆိုတဲ့ရေကူးခြင်းရေကစားခြင်းဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်
Okay နောက်တဲ့ခန်းကြီးလေးတစ်လုံးကကြတော့ဒီခန်းကြီးလေးပဲဖြစ်ပါတယ်ဒီခန်းကြီးလေးကကြတော့ဒီဟာကိုနှစ်ပိုင်းခွဲပါမယ်ဒီရေဆိုတော့ radical meaning လေးကကြတော့တခုဒီဟာကကြတော့ဒီမီစုဆိုတဲ့ခန်းကြီးလေးနဲ့တူတယ်ဒါပေမဲ့ရေးပုံရေးနည်းမတူစင်တူတာလေးပဲရှိတာပေါ့နော်မီစုဆိုတဲ့ခန်းကြီးလေးဒါကကြတော့နာဂါကြီးဆိုတဲ့ရှေ့မျောတော့ရှေ့တော့ဆိုတဲ့အန်တူခန်းကြီးလေးပဲဖြစ်တယ်ဆိုတော့ဒီမှာရေထဲမှာအချိန်ကြာကြီးရေကူးနေတယ်ဆိုပြီးတော့မှတ်သားလို့ရပါတယ်။အိုယိုကုဆိုရင်ရေကူးခြင်း၊အွန်ရမီဆိုရင်အေးဆိုပြီးတော့ဖြစ်ပါတယ်။ဆိုတော့သူ့ရဲ့ meaning လေးကကြတော့အိုယိုကုဆိုရင်ရေကူးခြင်း sweet အေးဆိုရင်လည်းရေကူးခြင်းပဲ။ဒါမဲ့ဒီမှာ swimming ကနှစ်ခုတွေ့ခဲ့တယ်ပေါ့နော်။ဒီမှာ UA ဆိုရဲဟာရဲ့ sweet A ဆိုရဲ swimming ရဲ့နှစ်ခုရှိတယ်ဘယ်လိုကွာသွားလဲဆိုတော့ဒီ UA ကကြတော့ရေထဲမှာလောက်ရတဲ့ activity ကစားခြင်းနေလို့ရေကစားတာတို့အဲ့လိုမျိုးအနေနဲ့သုံးတယ် sport တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့တိုင်းကျန်တယ်ရေကစားခြင်းဆိုတဲ့အနေနဲ့အသုံးပြုတယ်ပေါ့နော်ရေကစားခြင်းရေထဲမှာကစားရဲဆိုပြီးတော့အသုံးပြုပါတယ်ဒီဟာ sweet area ကြတော့ sport တစ်ခုအနေနဲ့အသုံးပြုရ sport ဆိုရင်ရေကူးခြင်းအကစားရေကူးပြိုင်ပွဲဆိုရင် sweet area တိုက်ကိုက်လို့ပြောလို့ရပါတယ်ပြီးတော့ဒီမှာမှတ်သားမှာနောက်တစ်ခုကကြတော့ဒီပုံမှန်ဆိုရင်ဒီပင်လယ်တို့ကန်တို့တွေမှာဆိုရင်ရေမကူးရဆိုပြီးတော့ဆိုင်းပုတ်လေးတက်တာတက်တယ်ပေါ့နော်အဲ့မှာဆိုရင်တော့အရှိမကြက်ခဲ့တဲ့ခင်းရှိဆိုတဲ့မလုံးရဆိုတဲ့ဟာရဲ့ UA နဲ့ပေါင်းပြီးတော့ UA ခင်းရှိဆိုပြီးတော့ရေမကူးရဆိုပြီးတော့ထားထားပါတယ်ဆွေအိခင်းရှိဆိုတာရှိလားဆိုတော့လိုက်ရှာကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ရှိရပေါ့နော်ဒါပေမဲ့အတိတ်ပဲတိတ်မရှိဘူးစဉ်းစားကြည့်လိုက်တာဆွေအိဆိုတဲ့အတိတ်ပဲကကြာလူလောက်ထားတဲ့နေရာပိုးဆိုတဲ့ရေကူးကန်တွေမှာရေမကူးရဆိုတော့ရေကူးကန်တွေမှာရေမကူးရဆိုတဲ့အတိတ်ပဲလေးရသွားတယ်ပေါ့နော်ဆွေအိခင်းရှိဆိုရင်ဆိုတော့ရေကူးကန်ဆိုကြတဲ့ရေကူးဖို့လောက်ထားတဲ့နေရာကွာအဲ့ဒါကိုရေမကူးရဆိုတာအတိတ်ပဲတိတ်မရှိဘူးမရှိတဲ့ကြောင့်မလို့ဒီဟာကဆွေအိခင်းရှိကိုတိတ်သုံးတာမတွေ့ဘူးတိတ်တာမဟုတ်ပါလုံးဝမတွေ့တာများတယ်အဲ့လိုမှမဟုတ်ပဲနဲ့ UA ခင်းရှိဆိုရင်တော့တွေ့တာများတတ်တယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ကတော့ဒီနေ့လေးလုံးပေါ့နော်အဝဲကတာကိုပြင်ကြည့်လိုက်ကြရအောင်โอเคပထမဆုံးတစ်လုံးလေးကကြတော့မြင်းကိုတခင်ကရက်အောင်လုပ်နိုင်တယ်ဆိုပြီးတော့ချူးဆိုရဲရနာရဲဆိုရဲခံကြီးဖြစ်တယ်ဒုတိယတစ်ခုကကြတော့အိမ်လေးရဲ့အပြင်ကိုလက်လေးနဲ့လှုပ်ပြလိုက်တဲ့စတဲတို့ဒါမှမဟုတ်ရှပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့လမ်းလေးတစ်လျှောက်ကစားရတဲ့နီလန်းတွေကိုအီဆိုတဲ့ကလေးမလေးကကစားနေတယ်အဆိုးဖို့ဒါမှမဟုတ်ရင်ယူပဲဖြစ်ပါတယ်โอเคနောက်တစ်လုံးကကြတော့ရေလေးတွေထဲမှာနာဂါကြီးအချိတ်အကြာကြီးရေကူးနေတယ်ဆိုတော့အိုယိုကုဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်သူ့ရဲ့အုံရမီတန်အဲ့ဒီပဲဖြစ်ပါတယ်ဆိုတော့ 今日はここまでですまたね